ရန်ကုန်တစ်မြို့လုံးမှာဆက်လေကဘယ်နှစီရှိလို့ထင်ပါတယ်လဲအတိအကျပြောဖို့မလွယ်ပါဘူးဟုတ်တယ်မလားဘာလို့လဲဆိုတော့ရန်ကုန်မြို့မှာဆက်လေကရှိတဲ့နေရာတွေကအများကြီးပါ shopping mall တွေကုန်တိုက်တွေနောက်ပြီးလူကူးကုန်တရားတွေမှာတော့မှဆက်လေကရှိပါတယ်ဒါပေမဲ့အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်တစ်ခုမှာတပြည်နယ်လုံးပေါင်းမှာအများပြည်သူသုံးဆက်လေက2ဆင်းပဲရှိရဆိုရင်ယုံနိုင်မှာမလားကျွန်တော်လည်းအဲ့ဒီအချက်ကိုစကြတော့မယုံနိုင်လို့ fact check တွေလိုက်လို့ကြည့်ပါတယ်ဒါပေမဲ့တွေ့ရတဲ့ source တွေအရတော့ဒီချက်ကမှန်ပါတယ်အဲ့တော့ဒီပြည်နယ်ကဘယ်ပြည်နယ်လဲဘာလို့ဆက်လေက2ဆင်းပဲရှိရလဲဆိုတာဒီဗီဒီယိုမှာတူတူကြည့်ကြရအောင်အဲ့ဒီပြည်နယ်ကတော့အမေရိကန်ပြည်ထောင်စုရဲ့10ခုမြောက်အကြီးဆုံးပြည်နယ်ဖြစ်တဲ့ Wyoming ဆိုတဲ့ပြည်နယ်ဖြစ်ပါတယ်သူ့ရဲ့အကျယ်ဝန်းကစတူဒီယိုမိုင်ပေါင်း9800ကျော်ရှိပါတယ်မြင်တောင်ပြောရရင်ဒီအကျယ်ဝန်းကတောင်ကိုရီးယားဆွစ်ဇာလန်နယ်သာလန်၃နိုင်ငံလောက်ကိုပေါင်းပြီးတော့ထည့်ထားလို့ရတဲ့အနေအထားမျိုးပါအဲ့လောက်ကြီးမှကျယ်ပြန့်တဲ့ပြည်နယ်တစ်ခုလုံးမှာအများပြည်သုံးဆက်တွေကဆိုတော့2ဆင်းပဲရှိပါတယ်တချို့ကတော့အတက်အဆင်း2ခုလုံးကိုပေါင်းပြီးတော့4ဆင်းလုံးလည်းပြောကြပါတယ်နောက်ပြီးထူးခြားတာတစ်ခုကအဲ့ဒီဆက်တွေက2ဆင်းလုံးက Wyoming ရဲ့မြို့တော်ဖြစ်တဲ့ရှန်ယန်မှာရှိတာမဟုတ်ဘဲနဲ့သူ့ရဲ့ဒုတိယအကြီးဆုံးမြို့တော် Casper မှာရှိကြတာပါဆက်လေကတစ်ဆင်းက Casper မြို့ရဲ့ First Interstate Bank ဆိုတဲ့အဆောက်အဦမှာရှိတာဖြစ်ပြီးတော့1958ခုနှစ်မှာစတင်တက်ဆင်ခဲ့ရပါနောက်တစ်ဆင်းကတော့1989ခုနှစ်မှာစောက်ခဲ့တဲ့ Hilltop National Bank ဆိုတဲ့အဆောက်အဦမှာရှိတာပါတကယ်တော့ Wyoming မှာတတိယမြောက်ဆက်လေကတစ်စီးကြီးခဲ့မှုပါတယ်အဲ့ဒါကတော့မြို့တော်ရှန်ယန်မှာရှိတဲ့ JC Penney ဆိုတဲ့ကုန်တိုင်းမှာပါဒါပေမဲ့အဲ့ဒီကုန်တိုင်းကိုပြန်ပြီးတော့မုံမှန်တဲ့အခါမှာတော့ဆက်လေကားကိုဖျောက်ခဲ့ကြပါတယ်အမေရိကန်လိုတိုးတက်တဲ့နိုင်ငံကြီးတစ်ခုလုံးရဲ့ပြည်နယ်ကြီးတစ်ခုလုံးမှာဘာလို့ဒီလိုမျိုးအများပြည်သူဆက်လေကား2ဆင်းပဲရှိရတာလဲတကယ်တော့ Wyoming ဆိုတာကလူမြင့်အကျယ်ကြီးရှိတဲ့ပြည်နယ်ပါနောက်ပြီးတော့ကျွန်တော်တို့သိကြတဲ့ Rocky တောင်နဲ့ကမ္ဘာကျော် Yellowstone မျိုးသားဥယျာဉ်ဒီလိုမျိုးနေရာတွေနဲ့လူသိများတဲ့ပြည်နယ်ဖြစ်ပါတယ်တကယ်တော့ Wyoming ကလူဦးရေရမ်းနေတဲ့ပြည်နယ်တစ်ခုပါသူ့ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ Cheyenne မှာတော့မှလူဦးရေက6000ခွဲလောက်ပဲရှိပါတယ်နောက်ပြီးခုနဆက်လေကား2ဆင်းရှိတဲ့ Casper မြို့မှာလူဦးရေက6000ကျော်လောက်ပဲရှိပါတယ်တပြည်နယ်လုံးပေါင်းရင်တော့မှလူဦးရေက58000ဝန်းကျင်လောက်ပဲရှိတာပါဒါကရန်ကုန်မြို့ထက်တောင်မှအများကြီးနေတဲ့ပမာဏပါအဲ့ဒါကြောင့်မလို့သူ့စီမှာဆက်လေက2ဆင်းရှိရဲဆိုတာလဲတိတ်ပြီးတော့အဟောစရာမကောင်းလာပါဘူးပြီးတဲ့ခါကျတော့နေမြေကလည်းအကျယ်ကြီးဖြစ်တဲ့ကြောင့်မလို့အဆောက်အအုံတွေကလည်းအမြင့်ကြီးတွေမဆောက်ကြပါဘူးဝိုင်ယိုမင်းမှာအဆောက်အအုံအများစုကတစ်ထက်ကနေ3လောက်ထိပဲရှိကြတာပါအဲ့တော့သူတို့တွေကဆက်လေကအစားရိုးရိုးလေကပြီးတော့ဓာတ်လေကားတွေကိုပဲအသုံးပြုကြတာဖြစ်ပါတယ်ဒီနေရာမှာဝိုင်ယိုမင်းပြည်နယ်နဲ့ပတ်သက်တဲ့ထူးခြားချက်လေးတစ်ခုလည်းပြောပြချင်ပါတယ်ဝိုင်ယိုမင်းကခုနလိုမျိုးအခြေခံအဆောက်အအုံတွေမှာရိုးရှင်းပေမဲ့သူ့ရဲ့အတွေးခေါ်ပိုင်းမှာတော့တခြားပြည်နယ်တွေထက်စောခဲ့တာရှိပါတယ်အဲ့ဒါကတော့ဝိုင်ယိုမင်းပြည်နယ်က1869ခုနှစ်မှာအမျိုးသမီးတွေကိုမဲပေးခွင့်ပေးခဲ့တဲ့ပထမအဦးဆုံးပြည်နယ်ဖြစ်ပါတယ်နောက်ပြီးတော့အမေရိကန်သမိုင်းမှာပထမအဦးဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှုကိုလည်းစတင်တင်မြှောက်ခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လဲသူ့ရဲ့ nickname ကို The Equality State တန်းတူညီမျှမှုရှိတဲ့ပြည်နယ်လို့ခေါ်ကြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုနှစ်သက်သဘောကျရဲဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့ဖိတ်ခေါ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြောပြပေးပါမယ်ကျွန်တော်နာမည်ကတော့ ADM ဖြစ်ပါတယ်